ဒီ၄သင်းနဲ့ကဘယ်အသင်းချန်ပီယံဖြစ်နိုင်လဲအားလုံးပဲမင်္ဂလာပါစိုးသားနိုင်တဲ့ဖုတ်ဘောချန်နယ်တော့ညီကိုတွေကိုနေ့ရက်တော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဝက်ဖလာပြန်ပွဲကြီးကိုကျင်းပလာတာလက်ရှိချိန်မှာဆိုရင်ကျွန်တော်48သင်းရနေပြီးတော့အသင်းက၄သင်းနဲ့ကကြာမှာတော့ညီကိုတို့ဆိုတော့ဒီ၄သင်းမှာဘယ်အသင်းကကျွန်တော်ချန်ပီယံဖြစ်နိုင်မလဲဆိုတာကိုကျွန်တော်ရဲ့အမြင်လေးကိုတစ်ချက်သုံးသပ်ဆွေးနွေးကြည့်ကြပါမယ်ဦးပထမဆုံးအနေနဲ့ဒါမဆွေးနွေးခင်ပေါ့နော်ကမ္ဘာ့ဖလားပြန်ပွဲကဒီနှစ်မှာလည်းပဲကျွန်တော်သူ့ရဲ့အစင်လာတိုင်းပဲဖြစ်လာတဲ့နှစ်လို့ပြောလို့ရတယ်အဲ့ဒါကဘာအစင်လာလဲဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုကပြောသလိုပဲကမ္ဘာ့ဖလားကချန်ပီယံဖြစ်ပြီးသားအသင်းတွေပဲချန်ပီယံထက်ဖြစ်တဲ့ဒါသဘောမှာရှိတယ်ဒီနှစ်မှာလည်းပဲကျွန်တော်တို့ဒီအသင်း၄သင်းကိုကြည့်လိုက်ရင်အသင်းအလုံးကဒါချန်ပီယံဖြစ်ဖို့တဲ့အသင်းတွေကြီးတွေပဲပေါ့နော်ဒါပေမဲ့တစ်ခုပေါ့လေဒီအသင်းတွေမှာဒီနှစ်မှာကတော့မတူညီတဲ့သမိုင်းမှတ်တမ်းတွေစိုက်ထူနိုင်မဲ့အခွင့်အရေးတွေရှိတယ်ဘာလဲဆိုရင်ကျွန်တော်စပိန်နဲ့အင်္ဂလန်ဆိုရင်သူတို့အနေနဲ့ဒီတစ်ချိန်ကဝက်ဖလာကိုကြားခဲ့မယ်ဆိုရင်သူတို့အနေနဲ့ကျွန်တော်ဝက်ဖလာ2ချိန်ရရှိပြီးတော့ပြင်သစ်နဲ့တူ2ချိန်ရရှိတဲ့အသင်းဖြစ်လာမှာပါအဲ့လိုပဲပြင်သစ်ကလည်းဒီနှစ်မှာသာရခဲ့မယ်ဆိုရင်ကျွန်တော်3ချိန်ရရှိပြီးတော့အာဂျင်တီးနားနဲ့အတူတူကျွန်တော်ပူတွဲရရှိတော့မှာဖြစ်ပါတယ်3ချိန်ကိုတကယ်လို့များအာဂျင်တီးနားရခဲ့မယ်ဆိုရင်အာဂျင်တီးနားကကျွန်တော်၄ချိန်ရပြီးတော့ကမ္ဘာ့ဖလားမှာအောင်မြင်ဆုံးဖြစ်တဲ့ဘရာဇီးပြီးရင်ကျွန်တော်အီတလီတို့ဂျာမနီတို့နဲ့ကျွန်တော်တန်းနဲ့ဖြစ်သွားပြီသူကလည်း၄ချိန်နဲ့ဒုတိယအများဆုံးချိန်ဖြစ်သွားမှာပါဆိုတော့ဒီ၄သင်းမှာဘယ်သင်းပဲရဒါတို့တော့ကဒါတမိုင်းမှန်တမ်းဝင်မဲ့ဒါကမ္ဘာ့ဖလားဖြစ်လာမှာပါဆိုတော့ဒါတော်လေးကြီးကောင်မဲ့ပွဲတော်လေးကြီးကောင်မဲ့ကျွန်တော်တို့ဒါကမ္ဘာ့ဖလားပြန်ပွဲလို့ပြောလို့ရပါတယ်အဲ့တော့ဒီ၄သင်းတွေကဘယ်အသင်းတွေပဲဖိုင်နယ်တက်တဲ့ကြည့်လို့ကောင်းပဲပွဲပါကျွန်တော်အင်္ဂလန်ပဲတက်တယ်အာဂျင်တီးနားပဲတက်တယ်တစ်ဖက်ကစပိန်ပဲတက်တယ်ပြင်သစ်ပဲတက်တယ်ဘယ်သင်းပဲထိတဲ့တွေ့ဒါတော်လေးကြည့်ကောင်းပဲပွဲစဉ်ဖြစ်လာမှာပါဆိုတော့ကြည့်ကောင်းတာနဲ့ဒီ၄သင်းထဲမှာပေါ့နော်ဘယ်သင်းချန်ပီယံဖြစ်မလဲဆိုတာကိုဒါကျွန်တော်ရဲ့အမြင်လေးကိုကျွန်တော်တစ်ချက်သုံးသပ်ဆွေးနွေးကြပါမယ်ကျွန်တော်ရဲ့အမြင်မှာဆိုရင်ကျွန်တော်အသင်း၄သင်းရှိတဲ့အတွက်ကျွန်တော်1 2 4ကျွန်တော်သတ်မှတ်ပြီးတော့ပြောပြသွားပါမယ်ဟုတ်ကျွန်တော်ရဲ့အမြင်မှာကျွန်တော်နံပါတ်4ပေါ့နော်ချန်ပီယံဖြစ်ဖို့ရရင်တော့အနည်းဆုံးအဆင့်မှာရှိတာကတော့လက်ရှိချန်ပီယံအာဂျင်တီးနားပါဟုတ်ပါတယ်ညီတို့အာဂျင်တီးနားရဲ့လက်ရှိခြေကိုကြည့်ရင်ညီတို့လည်းသိမှာပါပြီးခဲ့တဲ့2020နှစ်ကမ္ဘာ့ဖလားရာတော့ခြေသွားလို့မျိုးမဟုတ်ဘူးနောက်တစ်ခုကသူဖြတ်သန်းလာခဲ့တဲ့အသင်းတွေပေါ့နော်လက်ရှိမှာဆိုရင်အာဂျင်တီးနားကဆီမီဖိုင်နယ်ဆင့်ကိုရောက်ပြီးဒါပေမဲ့အာဂျင်တီးနားဖြတ်သန်းလာခဲ့တဲ့အသင်းတွေဒီကျွန်တော်တို့ဒီကမ္ဘာအဆင့်ဝါရောမှာဆိုရင်1 to 10ရဲ့မှာအပြင်ဘက်ကအသင်းတွေလာဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခုရှိတာကအာဂျင်တီးနားဒီ1 round 1 to 10အပြင်ဘက်ကအသင်းတွေကိုတောင်မှကျွန်တော်တို့ဒါနိုင်တဲ့ပွဲကိုတောင်မှခက်ခဲကစားနေရတာကိုတွေ့ရတယ်ဆိုတော့ခက်ခဲကစားနေရတယ်ဆိုတော့တချို့ပွဲတွေဆိုရင်ဒါမိနစ်90လေးနဲ့ကျွန်တော်ပြက်သားနိုင်ရုံးမဲ့ပွဲတွေကိုတောင်မှခက်ခဲကစားနေရတာကိုတွေ့ရတယ်ဒါကလည်းပဲကျွန်တော်တို့ဒီမက်ဆီပေါ်မှာမှီတည်နေတဲ့ကစားပွဲကြောင်လာတော့မသိဘူးပေါ့လေမက်ဆီပေါ်မှာသူတို့အနေနဲ့အရန်မှီကိုလွန်းနေမက်ဆီတိတ်ပြီးတော့ခြေမပေါ်ဘူးခြေတော့မပြဘူးဆိုရင်အာဂျင်တီးနားလည်းရုံးကန်တာကိုတွေ့ရတယ်အခွင့်အရေးတွေဆိုရင်ဒါမက်ဆီမို့တဲ့တခြားကားမားတွေကကျွန်တော်အသုံးချနိုင်မှုရတဲ့တုန်းကနည်းသေးတယ်ဒီတော့ကြောင့်ကျွန်တော်လက်ရှိချန်ပီယံအာဂျင်တီးနားကိုကျွန်တော်အဆင့်သတ်မှတ်ရရင်တော့ကျွန်တော်ဒီ၄သင်းထဲမှာအနေဆုံးလို့ပြောလို့ရတယ်အခုပြောသလိုပေါ့လေနောက်ပြီးတော့ဒီအာဂျင်တီးနားကတခုရှိတာကသူတို့ဒီလက်ရှိချန်ပီယံကိုကာကွယ်မဲ့သူတွေဖြစ်တဲ့အတွက်တော့သူတို့မှလည်းချန်ပီယံဖြစ်ဖို့ရာခိုင်နှုန်းအပြင်တော့ရရှိနေပါသေးတယ်သူတို့ရဲ့ကျွန်တော်တို့ player squad နောက်တစ်ချက်ကအာဂျင်တီးနားရဲ့ကျွန်တော်တို့ဒါကောင်းတဲ့ချိုးတဲ့အကောင်းပေါ့လေအာဂျင်တီးနားဒီအချိန်မရွေးပြန်လာနိုင်တော့ရှိတယ်ကျွန်တော်ပြီးခဲ့တဲ့စက်ကြောင်မြင့်စက်မှာဆိုရင်ကျွန်တော်အီဂျစ်ကိုမိနစ်80မတိုင်ခင်ကျွန်တော်တို့နှစ်ဝန်းဥဆောင်ခံထားရတဲ့အနေအထားနေပြီးတော့ကျွန်တော်တို့3-2ဆိုတဲ့ result နဲ့ပြန်လာနိုင်ခဲ့တာဒီဒါအာဂျင်တီးနားဘာလဲဆိုတာကိုပြသနိုင်ခဲ့တဲ့ပွဲလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ဆွစ်ဇာလန်နဲ့ပွဲတော်မှာဆိုရင်လည်းကျွန်တော်တို့တရားတော်အနေနဲ့မှာသူတို့အနေနဲ့ဂုံးမသွန်းနိုင်ခဲ့ပြီမယ်လို့အချိန်မူရရှိခဲ့ပြီမယ်လေအချိန်ပေါ်မှာတော့သူတို့အနေနဲ့လိုအပ်နေတဲ့အနိုင်ဂိုးတွေကိုဖော်ဆောင်ခဲ့ပြီးတော့မှဒီဆီမီဖိုင်နယ်ဆင့်ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့အာဂျင်တီးနားရဲ့လက်ရှိခြေကိုကြည့်ရင်တော့အားရလာတဲ့အနေအထားမှာတော့မရှိဘူးသို့ပြီးတော့ညာလည်းပဲလက်ရှိချန်ပီယံဖြစ်တာနဲ့ဒီကျွန်တော်တို့ချန်ပီယံဖြစ်နိုင်တဲ့အနေအထားမှာတော့ရှိပါသေးတယ်ဆိုတော့ဒါပေမဲ့ဒီ၄သင်းထဲမှာတော့ချန်ပီယံဖြစ်နိုင်တဲ့အနေအထားကအောက်ဆုံးမှာပဲကျွန်တော်ထားကြပါတယ်ချန်ပီယံဖြစ်နိုင်ခြေရှိဆုံးတဲ့ကတတိယနေရာမှာကျွန်တော်ထားခြင်းတဲ့သင်းကတော့အင်္ဂလန်ပဲဖြစ်ပါတယ်အင်္ဂလန်ကအမှန်တမ်းပြောတော့ဒီနှစ်မှာကျွန်တော်မဆိုးလာတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်တို့ဒီကမ္ဘာ့ဖလားမစတင်ခင်တုန်းကကျွန်တော်3မှတ်တူချေရဲ့ကျွန်တော်လူစင်ရွေးချယ်မှုတွေ
ဒါတွေနဲ့ပတ်သက်ရင်တော်တော်များများကဒါစိုးရိမ်နေရတာပေါ့လေတူချေကအရန်ကိုဒါ personal ဆန်လို့နဲ့ရွေးချယ်သွားတဲ့ကစားသမားတွေကဘယ်လိုဖြစ်နေညာလို့ဖြစ်နေပေါ့လေအဓိကနာမည်ကြီးကစားသမားတွေချို့ဆိုရင်မပါဘူးလို့ဒီလိုပဲပြည်သက်တော်တော်များများကထင်ခဲ့ကြတယ်စိုးရိမ်နေကြတာပေါ့လေတို့ပြီးတော့ညာလည်းပဲလက်ရှိချိန်မှာ semi final ဆိုတဲ့အနေအထားတစ်ခုကိုရောက်လာပြီဒါအင်္ဂလန်တို့ဖြစ်ကြခဲ့ရတဲ့အဆင့်တွေကလည်းအမှန်တိုင်းပြောအစောပိုင်းအဆင့်တွေတုန်းကတော့အရင်တော့ခက်ခဲလာတဲ့အနေအထားမှာတော့မရှိပါဘူးဒီ16နှစ်စင်မှာတော့ဒါမက္ကဆီကိုကိုတော့ခက်ခက်ကစားခဲ့ရတယ်အဲ့ဒီကြမှာပဲအင်္ဂလန်ဘာလဲဆိုတာကိုဒါပြည်သက်တော်များများလဲဒါသိသွားကြတဲ့အနေအထားပေါ့လေဒီဘွဲမှာအင်္ဂလန်ကတယောက်ယောက်နဲ့တောင်မှမက္ကဆီကိုကိုခက်ခက်ကစားပြီးတော့ 2-3 ဆိုတဲ့ result နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဘွဲကအင်္ဂလန်ရဲ့ခြေတော်ကမဆိုးဘူးလို့ပြောလို့ရတယ်โอเคပြီးခဲ့တဲ့နော်ဝေနဲ့ပွဲမှာလည်းပဲထိုးနည်း၎င်းပဲနော်ဝေနဲ့ပွဲမှာဆိုရင်လည်းကျွန်တော်အင်္ဂလန်တို့အနေနဲ့ဒါပွဲချိန်ပြီးမိနစ်90မှာဂိုးမသွင်းနိုင်ခဲ့ပြီမဲ့လည်းကျွန်တော်အချိန်ကုန်မိနစ်တွေမှာတော့လိုအပ်နေတဲ့အနိုင်ဂိုးတွေကိုသွင်းနိုင်ခဲ့တယ်ကျွန်တော်ဘယ်လင်ဂန်ရဲ့ကျွန်တော်တို့ရှယ်ချေသွားနေပေါ့ဗျာဆိုတော့အင်္ဂလန်မှာကြည့်ရင်ကျွန်တော်တို့ပွဲဖြူကိုပြောင်းနိုင်တဲ့ကစားသမားတွေအများကြီးရှိတယ်ဒါကလည်းအင်္ဂလန်ရဲ့အားသာချက်ပေါ့လေနောက်တစ်ချက်ကကျတော့ဒီဝက်ဗလာမှာအသုံးမဲ့လူချေကျွန်တော်တို့ဒါပွဲတော်လူချင်းတွေလူချင်းရွေးချယ်မှုတွေနောက်ပြီးတော့ဒီလူသားလဲမှုတွေဒါတွေကဒီကမ္ဘာ့ဗလာမှာတော်တော်လေးလုံးပြနေတာကိုတွေ့ရတယ်အင်္ဂလန်မှာကကျွန်တော်တို့အချိန်မီကျွန်တော်တို့အနိုင်လိုအပ်လာရင်ဟယ်ရီကိန်းလည်းကျွန်တော်တို့ထွက်လာတတ်တယ်ဘယ်လင်ဂန်ဆိုလည်းဒါချစ်သွန်းပြပြီးတော့ဒါအင်္ဂလန်ကိုနိုင်ပွဲတွေဝင်အောင်ပေးနေရှိတယ်အင်္ဂလန်မှာက quality player တွေအများကြီးရှိတယ်ဒီလိုကြောင့်အင်္ဂလန်လေးနဲ့ဒီနှစ်မှာကမ္ဘာ့ဗလာကိုစုကူးမယ်ဆိုရင်လည်းစုကူးနိုင်တဲ့အနေအထားမှာရှိတယ်ဆိုတော့ဒီလေးနှစ်မှာဆိုရင်အင်္ဂလန်ကိုကမ္ဘာ့ဗလာဆိုဖို့ရကျွန်တော်အဆင့်မှာဆိုရင်ကျွန်တော်အဆင့်300လောက်ကိုပေးချင်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီကမ္ဘာ့ဗလာမှာကျန်လာသလိုပြင်သစ်နဲ့စပိန်ကျန်မယ်ဆိုတော့ဒီနှစ်သင်းကကျွန်တော်အနေနဲ့ချန်ပီယံဆိုရင်ဘယ်သင်းလို့ထင်မိလဲဆိုတာကိုကျွန်တော်တစ်ချက်သုံးသပ်ပေးပါမယ်ဆိုတော့ဒီနှစ်သင်းရဲ့ကျွန်တော်တို့ဒီနှစ်သင်းမှာဘယ်သင်းချန်ပီယံဖြစ်မယ်ဆိုတာမပြောခင်ဒီနှစ်သင်းရဲ့လာရလမ်းကြောင်းလေးတွေကိုတစ်ချက်ဆွေးနွေးကြည့်မယ်ဆိုတော့ဒီနှစ်သင်းရဲ့လာရလမ်းကြောင်းကိုကြည့်ရင်ကျွန်တော်ပြင်သစ်ကကျတော့ပါရာဂွေးနဲ့တွေ့ခဲ့တယ်တော်တော်လေးလည်းခက်ခက်ကစားရတဲ့ပွဲဒီပွဲမှာအမှန်တမ်းပြောရင်ပါရာဂွေးအနေနဲ့ကျွန်တော်တို့ဒီဘောလုံးကစားဖို့တက်ပေါ့လေဒီပွဲကစားခြင်းတွေမှာတစ်ဖက်ကစားသမားတွေကိုလိုက်ချပြီးတော့အချိန်ဖြုံးပြီးတော့မှဒါသူတို့အနေနဲ့ပင်နယ်တီဆွဲပေါ်ခြင်းတဲ့အနေထားကိုတွေ့ရတယ်တိုးပြီးတော့ညာလည်းပဲဒါပြင်သစ်ဒီအချင်းမဟုတ်ဘူးအမပေကျွန်တော်တို့3ဂိုးနဲ့ပါရာဂွေးကိုခက်ခက်ကစားပြီးတော့1-0ဆိုတဲ့ result နဲ့ဒီအဆင့်မှာအနိုင်ရရှိခဲ့တယ်နောက်တစ်ဆင့်ကတော့ဒီမော်ရိုကိုပေါ့လေပြီးခဲ့တဲ့ quarter မှာတော့မော်ရိုကိုကို2-0ဆိုတဲ့ result နဲ့တက်တောင်ကစားနေပဲအနိုင်ရရှိခဲ့တာဖြစ်တယ်ဆိုတော့သူ့ရဲ့လာလမ်းကြောင်းဒီပါရာဂွေးရှိမယ်မော်ရိုကိုရှိမယ်တစ်ဖက်ကစပိန်ကိုပြန်ကြည့်မယ်ဆိုရင်စပိန်က16တင်းစင်မှာလက်ရှိ World Cup မှာကျွန်တော်တို့ဒီချန်ပီယံနေသားတွေမှန်းခဲ့တဲ့ပေါ်တူဂီနဲ့တော့တွေ့ရတာဖြစ်ပါတယ်အမှန်တမ်းပြောရင်ပေါ်တူဂီဒီလက်ရှိ Golden Generation အနေနဲ့ပေါင်းစပ်ထားတဲ့အသင်းကိုကြီးရိုနဲ့လုံးဦးဆောင်ထားတဲ့အသင်းဒီအသင်းကိုဒါစပိန်ကလွယ်လွယ်ကူကူနဲ့နိုင်ခဲ့တာတော့မဟုတ်ပါဘူးကျွန်တော်တို့ဒါပေါ်သားချိန်မိနစ်90ပြည့်ပြီးတော့နာကျင်အချိန်ပုံမှာကျွန်တော်နောက်ကြောက်ဒီလူဆောင်ဝန်သားမှာမရီနိုရဲ့3ဂိုးနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့စပိန်ဒီပေါ်တူဂီကိုခက်ခက်ကစားခဲ့ရတယ်ခက်ခက်ကစားပြီးမှဆက်ကြောင်နေစင်မှာအနိုင်ရရှိပြီးတော့ဒီကွာတာဖိုင်နယ်ကိုတက်လာခဲ့တာဖြစ်ပါတယ်ကွာတာဖိုင်နယ်မှာတော့ဘယ်ဂျီယန်နဲ့တွေ့တယ်အမှန်တမ်းပြောဘယ်ဂျီယန်တို့မော်ရိုကိုတို့ဆိုတာကတိတ်ပြီးတော့ဒါကွာလာတဲ့အသင်းတွေတော့မဟုတ်ဘူးဒီအတွက်ကြောင့်ဒီအဆင့်မှာတော့ဒါနှစ်သင်းလုံးကတူညီတဲ့အနေအထားမှာတော့ရှိတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီနှစ်သင်းရဲ့လာလမ်းကြောင်းကိုကြည့်ရင်စပိန်ကပို့ပြီးတော့မှဒါခက်ခဲကြမ်းတမ်းခဲ့တယ်လို့တော့မြင်မိတယ်ဘာလို့လဲဆိုတော့ပေါ်တူဂီကိုဖြစ်ကြခဲ့ရတယ်ဘယ်ဂျီယန်ကိုဖြစ်ကြခဲ့ရတယ်ဘယ်ဂျီယန်နဲ့မော်ရိုကိုကကျွန်တော်တို့အတူတူပဲရှိရတော့မှဒီပါရာဂွေးနဲ့ပေါ်တူဂီကတော့ဘယ်လိုမှမတူဘူးဗျာပေါ်တူဂီဆိုတာကပို့ပြီးတော့မြင့်နေတဲ့ဆိုတော့ပြင်သစ်နဲ့ဆိုင်ရင်စပိန်ကပို့ပြီးတော့ခက်ခဲတဲ့လမ်းကြောင်းတွေလာခဲ့ရတာဖြစ်တယ်โอเคဒါဆိုရင်စပိန်နဲ့ပြင်သစ်တို့ရဲ့ကျွန်တော်အားသာချက်အားနည်းချက်လေးတွေကိုတစ်ချက်ဆွေးနွေးကြည့်ရအောင်ဒီနေရာမှာကျွန်တော်စပိန်နဲ့ပြင်သစ်ရဲ့ဟက်တူဟက်ကိုအရင်ဆုံးကြည့်ပါမယ်ဟက်တူဟက်ထိပ်တိုက်တွေ့ဆုံမှုမှာကျွန်တော်တို့စပိန်အနေနဲ့ပြင်သစ်ကိုပြီးခဲ့တဲ့ Nation League မှာရောယူရိုမှာရောနှစ်ကြိမ်လုံးပြင်သစ်အနေနဲ့ဒါစပိန်ကိုရှုံးနေတာဖြစ်ပါတယ်စပိန်ကပြင်သစ်ကိုနှာတပြားဒီနေရာမှာတော့အသာရထားတာကိုတွေ့ရတယ်ယူရိုမှာတော့ကျွန်တော်2-1နဲ့နိုင်ရရှိတာပြီးတော့ပြီးတဲ့ Nation League မှာလည်း5-4ဆိုတဲ့ result တွေနဲ့နိုင်ရရှိတာတယ်ဆိုတော့ထိပ်တိုက်တွေ့ဆုံမှုမှာတော့စပိန်ကနောက်ဆုံးဒီထိပ်တိုက်တွေ့ဆုံမှုတွေမှာပြင်သစ်ကိုနှာတပြားတာထားတာကိုတော့တွေ့ရတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကွန်းလေစုပွဲမှုနဲ့ဒီကစားခွက်ပေါ့နော်ဒါစပိန်မှာကကျွန်တော်ကန်ဆယ်ပိုင်းပြစ်လိုက်တယ်ကစားကွက်ဒီကြောင့်မကောင်းတယ်ကွန်းလေစုပွဲမှုအားကောင်းတယ်ပြင်သစ်မှာကမကောင်းဘူးပြင်သစ်ကကျွန်တော်ကန်ဆယ်နည်းနည်းအသာပေးတယ်ကျွန်တော်တို့ဒီအမ်ပါပေတို့ဒမ်မီလီတို့အိုလီဆေးတို့ရဲ့ကျွန်တော်လင်မန်နဲ့ကွတ်တာဆင်ရှင်ကောင်တာအတက်စ်တွေနဲ့ပွဲကိုဒါထိပွဲကိုကျွန်တော်တို့အဆုံးဖြတ်ပြီးမဲ့
ပုံစံမျိုးကစားတာဖြစ်တယ်ဆိုတော့ကစားပုံညင်တော့မတူဘူးတို့မဲ့ဒီကစားပွဲပိုင်းမှာတော့ကျွန်တော်တို့စပိန်ကစားပွဲကပြင်သစ်နဲ့ဆိုင်တော့ပို့ပြီးတော့မှစုံလင်ပြီးတော့မှအားကောင်းတယ်လို့တော့မြင်မိပါတယ်နံပါတ်3ကတော့ဒါဒီပြင်သစ်တင်းရဲ့ကီလီယန်ဘာဘီပုံမှာကျွန်တော်အလွန်ကျွမ်းမိခိုနေရတဲ့အချက်ပေါ့နော်ဒီလက်ရှိဒီဝါကပ်မှာပြင်သစ်အနေနဲ့နိုင်ပွဲတွေပေါ်ဆောင်ထားတာလည်းအများကြီးပဲသုံးခုတွေလည်းအများကြီးပဲတို့ပြီးတော့ညာလည်းဒီသုံးခုတွေဒီနိုင်ပွဲတွေရဲ့ကျွန်တော်အခြေခံအုတ်မြစ်ကကီလီယန်ဘာဘီဖြစ်နေတယ်ကီလီယန်ဘာဘီပုံမှာအများကြီးမိကြည့်နေတယ်တခြားသားမတွေမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်အိုလီဆေးတို့ဒမီလီတို့ဒူရေးတို့ကောင်းတဲ့ကလီယာတွေအများပြားကြီးပါတို့ပြီးတော့ညာလည်းပဲ MRP ပုံမှာအရင်ကြီးဒါမိကိုနေတယ်လို့မြင်မိတယ်တကယ်လို့များ MRP ဒါကျွန်တော်တို့ရုံးကန်ရရင်ဒါမှမဟုတ်ရင်ခြေသွားမပြနိုင်ရင်တော့ control လုပ်ခံရရင်ပြင်သစ်တို့အနိုင်ရရှိဖို့ဆိုတာကကက်ခဲနိုင်ပါတယ်ဒီစပိန်မှာကကျတော့ဒါ quality player တွေအများပြားရှိတယ်ကျွန်တော်ပြင်သစ်နဲ့စပိန်ကတော့ဒီ player ဘိုင်းမှာတော့သိတော့မကွာပါဘူး quality player တွေကနှစ်ဖက်လုံးမှာရှိတယ်ဒီညမှာတော့သိမကွာဘူးသူ့ပြည်သူများလည်းပဲစပိန်မှာကဟိုလူပုံမီဒီဒီလူပုံမီကိုတယ်ဆိုတာသိပြီးတော့မရှိဘူးသူကကျတော့တင်းလိုက်ကစားတဲ့ပုံစံမျိုးပြင်သစ်ကတော့မတူညီတဲ့ပုံစံသူကကျတော့နည်းနည်း MRP ပုံမှာတော့မိကိုနေရတဲ့အချက်တော့တွေ့ရတယ်ဒီချက်ကလည်းကွဲပြားချက်ပေါ့လေဆိုတော့ဒီနေ့တင်းကိုကျွန်တော်တို့ဘယ်တင်းချန်ပီယံဖြစ်နိုင်လဲဘယ်တင်းတက်နိုင်လဲကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ဆွေးနွေးရရင်ကျွန်တော်အနေနဲ့ဒဲပဲပြောရရင်တော့ဒါစပိန်ပဲဒါကျွန်တော်အနေနဲ့တက်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီကစားဝက်ပိုင်းပေါ့လေဒီကွန်းလင်ဆုံးမှုပိုင်းမှာကကျတော့စပိန်နဲ့ပြင်သစ်မှာဆိုရင်ကျွန်တော်ကတော့စပိန်ကပို့ပြီးတော့ကောင်းတယ်တန်ဖိုးတင်ချလုပ်နိုင်တဲ့ကစားသမားတွေလည်းစပိန်မှာအများကြီးပဲပြင်သစ်ကောင်းတယ်ပြင်သစ်ကမကောင်းဘူးကောင်းတယ်ပြင်သစ်က quick transition တွေကောင်းတယ်ကျွန်တော်ကောင်တာအတက်တွေမှာကောင်းတယ်ဒါပေမဲ့ဒါကိုစပိန်နေနဲ့ထိန်းချုပ်နိုင်ရင်ဒါနောက်တစ်ချိန်တက်ဖို့ရာတော့များပါတယ်ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ဒီပွဲမှာဆိုရင်တော့စပိန်အနေနဲ့ကျွန်တော်ပြင်သစ်ကိုပြီးခဲ့တဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာလိုမျိုးပဲနှာပြားပါရတော့မယ်အနိုင်ယူသွားပြီးတော့မှ final တက်သွားအောင်မယ်လို့လည်းမြင်မိပါတယ် okay ဆိုတော့ကျွန်တော်ရဲ့ဒီလက်ရှိ၄သင်းလဲမှာချန်ပီယံဖြစ်နိုင်ခြင်းကိုပြောရရင်တော့နံပါတ်1အနေနဲ့ကတော့ဒါစပိန်ချန်ပီယံဖြစ်နိုင်တယ်နံပါတ်2စပိန်ချန်ပီယံဖြစ်နိုင်တာကတော့ပြင်သစ်ပေါ့လေပြင်သစ်ဖြစ်နိုင်တယ်နံပါတ်3ကတော့အင်္ဂလန်ဖြစ်နိုင်တယ်နံပါတ်4ကတော့အာဂျင်တီးနားပေါ့လေဒါကတော့ဒီလက်ရှိ၄သင်းတွေကနေပြီးတော့ကမ္ဘာ့ဖလားချန်ပီယံကျွန်တော်ဘယ်သင်းဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်ရဲ့ဒါ run ပေါ့နော်ကျွန်တော်ထင်တဲ့ကျွန်တော်တို့အဆင်လိုက်၄သင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ထဲမှာလည်းဒါလေးကိုကျွန်တော် voting ပေးလို့ရအောင်လုပ်ထားပါတယ်ကျွန်တော် channel ထဲမှာတော့လက်ရှိချိန်မှာပုံအများဆုံးကပြင်သစ်ဖြစ်ပါတယ်ပြင်သစ်ကိုကမ္ဘာ့ဖလားရမယ်လို့တော်တော်များများကတော့မှတ်ထားကြတယ်ပြင်သစ်ပြီးရင်အာဂျင်တီးနားပေါ့လေအာဂျင်တီးနားကိုဖလားရမယ်လို့မှတ်ထားတယ်အဲ့နောက်မှာစပိန်အင်္ဂလန်ကအနည်းဆုံးပါဆိုတော့ညီကိုလေးအနေနဲ့ညီကိုလေးထင်တဲ့ run အမြင်လေးတွေကိုပြောခဲ့လို့ရတယ်လို့ကျွန်တော် channel ရဲ့ဒီ post ထဲမှာလည်းကျွန်တော်တို့ဒီဗိုလ်တင်ပေးလို့ရတဲ့အားလေးရှိပါတယ်ညီကိုလေးရဲ့အမြင်ကိုလည်းအဲ့ဒီမှာပေါက်ပြီးတော့ဗိုလ်လေးတွေပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ဆိုတော့ကျွန်တော်သုံးသပ်သွားတယ်လို့ဒီလေးထဲမှာစပိန်ကချန်ပီယံဖြစ်နိုင်လားဒါမှမဟုတ်ရင်ပြင်သစ်ကပဲချန်ပီယံဖြစ်သွားမလားဒါမှမဟုတ်ရင်အာဂျင်တီးနားလားအင်္ဂလန်လားညီကိုလေးရဲ့အမြင်နဲ့ရောကျွန်တော်ရဲ့အမြင်ထပ်တူကြရဲ့လားကျွန်တော်တို့ comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ညီကိုရဲ့အမြင်လေးကို1 to 4ကျွန်တော်တို့လည်းအစင်လိုက်လေးရေးပေးသွားခဲ့လို့လည်းရပါတယ်အဆုံးထိကြည့်ရှုပေးရတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးတူပဲတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးလို့ကျွန်တော်တောင်းဆိုချင်ပါတယ်